အောင်ရိတ်ကလေးအိမ်မထဲတင်တိုးဝေကချတဲ့ကလေးရင်မင်းကိုပေါ်နေဆက်လို့တဲ့ကွယ်ချတဲ့မင်းပြောစကားတကြားသေးလေးလို့ချိုရဲ့နူးညံ့တဲ့နှလုံးသားထဝဲချတဲ့ကလေးရင်မင်းကိုပေါ်ဆိုမလို့တဲ့ကွယ်ချတဲ့ဒီဇိုင်းစံလေးဝင်းလို့ထားရင်လာဆုံးအားလုံးကဝိုင်းနေကြမယ်ချတဲ့ကလေးရင်မင်းကလေးပေါ်စိတ်မချဘူးလေကွယ်ချတဲ့ကလေးတန်ရောစင်တွေပေးထားခဲ့ပြီးမင်းကလေးကိုမျိုးမျိုးပြုံးရတယ်နှလုံးသားမှာစုနေခဲ့ပြီကွယ်ချတဲ့ဂျာရီကနောက်ဆက်မှုတွေပဲရှာတိတ်လာတဲ့နေ့များမှာချတဲ့ကလေးချင်းမင်းနဲ့တူတို့နေရာရှောင်းလေမယ်ချတဲ့ညဝနေစအိမ်လုံးမရအောင်ရိတ်ကလေးအိမ်မထဲတင်တိုးဝေကချတဲ့ကလေးရင်မင်းကိုပေါ်နေဆက်လို့တဲ့ကွယ်ချတဲ့မင်းပြောစကားတကြားသေးလေးလို့ချိုရဲ့နူးညံ့တဲ့နှလုံးသားထဝဲချတဲ့ကလေးရင်မင်းကိုပေါ်ဆိုမလို့နဲ့ကွယ်ချတဲ့ဒီဇိုင်းစံလေးဝင်းလို့ထားရင်လာဆုံးအားလုံးကဝိုင်းနေကြမယ်ချတဲ့ကလေးရင်မင်းကလေးပေါ်စိတ်မချဘူးလေကွယ်ချတဲ့ကလေးတန်ရောစင်တွေပေးထားခဲ့ပြီးမင်းကလေးကိုမျိုးမျိုးပြုံးပြရဲ့နှလုံးသားမှာစုနေခဲ့ပြီကွယ်ချတဲ့ဂျာရီကနောက်ဆက်မှုတွေပဲရှာတိတ်လာတဲ့နေ့များမှာချတဲ့ကလေးရင်မင်းနဲ့တူတို့နေရာရှောင်းလေမယ်